လာပါဆိုဖီယာ TV ကနေပြန်လဲချစ်ဆိုပါရယ်ဆိုဖီယာအခုပြင်လစ်မှာရှိတဲ့ပြည့်ချင်းမြောင်ရောက်နေတာပါဒီရောက်ချင်းဆိုဖီယာရဲ့ feeling ကိုအမှန်တိုင်းပြောရမယ်ဆိုရင်တက္ကသိုလ်ကျောင်းသူဘဝတုန်းက feel ဆင်းရတဲ့အချိန်လို့အရန်လွန်ပါတယ်ဒီဗီဒီယိုလေးကနေတဆင်ဆိုဖီယာတငယ်ချင်းတွေကိုလည်းအရန်လွန်ပါတယ်လို့ပြောချင်ပါတယ်ကိုရဲ့ဝင်ချင်းမှာထမိန်လေးတွေကိုအခုလိုမျိုး free ငှားပေးတာလဲအရန်ကိုအဆင်ပြေပါတယ်။ကိုဆိုတဲ့အတိုင်းပဲဝင်သွားပြီဆိုတာနဲ့အေးစိတ်နဲ့ feeling ကိုခံစားရတယ်။အဲ့ဒီအပြင်ဖះရဲ့တကူတော်ကြောင့်ကတော့မသိဘူး။ဖះရဲ့ပုံရိပ်တွေဖះရဲ့အရေးအာဝါဒတွေကြောင့်အထဲထဲမှာအေးစိတ်နဲ့အပြင် peace ဖြစ်တဲ့ငြိမ်းချမ်းမှုတစ်ခုကိုလည်းခံစားရပါတယ်။ဒီမှာက main ကလေးတွေလည်းရှစ်တင်ငန်းကိုကိုယ်တိုင်ကိုယ်ချကတ်လို့ရပါတယ်နော်။သူများနိုင်ငံတွေမှာဒီလိုနေရာတွေကိုတွားကြည့်ဖို့ဆိုရင်ကုန်ကျစရိတ်တွေအများကြီးပေးရပါတယ်။ဒါကြောင့်ကိုယ့်နိုင်ငံမှာရှိတဲ့ဒီလိုနေရာလေးတွေကိုဝိုင်းပြီးတော့တန်ဖိုးထားစီချင်ပါတယ်နော်။ဒီနေရာလေးကပိတ်ချင်းမြောင်ကိုအမိပြုတ်ပြီးတော့ဒေသခံတွေကဒေသထွက်ပစ္စည်းလေးတွေရောင်းနေစေတန်းလေးပါ။ဆိုင်တိုင်းမှာလည်းအမီးကျွေးတာစေတနာအရန်ပါပါတယ်။ဆိုဖီယာတငယ်ချင်းတွေလိုက်စားတာဘိုက်တောင်ပြေးသွားပါပြီ။အဲ့တော့ဆိုဖီယာ TV ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်။ဆိုဖီယာတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။အားလုံးကိုနှုတ်ဆက်ပါတယ်။